နေ့ကဟုတ်တယ်နေ့က နေရစတဲ့ ဟိုကအပောက်ကြီးကောင်းပါဖြစ်တယ် ဒီဘက်ကတော့ဘာကြောင့်လဲ ဒီဘက်ကဟာဒီကတွေးကြောလေးရတယ်တေးပြီးတော့လေဒီကတိတ်ပုံစံဘက်ကပုံလုံးလာဆိုတော့ဘယ်လားနော်ဘယ်လားဆိုတော့အများတော့ဘယ်တိုင်းညာဆိုရင်အဲ့လိုကိုတုံးတဲ့ဘက်ကပုံပြီးတော့ဘိန်းကြီးကပုံပြီးကိုကောင်းတယ်ဆိုတော့မတုံးတာကြလို့ရှိရင်လိုလေးအဲ့တော့အကွေးကကလေးအဖုံးဖုံးလေးမပလေးဖြစ်နေအဲ့တော့အဘကဦးလေးကထူလိုက်တာအဲ့ဟိုဖြစ်သွားတာမရှိဘူးဟုတ်ရှိအဲ့လိုပြက်ပြီးဖြစ်နေမှာဒါလည်းသူကပြရအဲ့လိုမျိုးဒါတော့ထူလိုက်တာနဲ့ပေါင်းအဲ့လိုဒီဘက်ကကြတော့ဒီဘက်ကဟိုလုံးတဲ့ကွာဆိုတော့ဒီဘက်ကဒီကြော်ရပို့ပြီးတော့တောင်းလည်းနေရအဲ့လိုလည်းသူ့ကောက် ဒါနဲ့ဒီလက်ကကျူးဒီကြောက်ဆောင်တော့